ကျွန်တော်တို့ဒီမှာပြောထားပါတော့ pink ဖြစ်တယ်ဆိုလို့ရှိရင် mild left wing ပေါ့နော်ဆိုတော့သူက socialist လို့သူကရေးထားပါတော့တကယ်လို့ red ဆိုရင်တော့သူကဒါ communist စစ်ပေါ့နော် you are a communist ဒါမဲ့ဗျာကျွန်တော်တို့ကဒီ socialist တို့ communist တို့ရှင်းပြတဲ့အခါမှာတော်တော်လေးတော့ခက်ခဲတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောပေါ့နော် communist ဆိုတာကျတော့ဥပမာ China တို့လိုပုံစံမျိုးပေါ့နော်တရုတ်လိုပုံစံမျိုး communist ဆိုခေါ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောရ communist ဆိုတာကျွန်တော်မကောင်းဘူးပေါ့နော်သူကလို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကမေးရပေါ့နော်โอเคအဲ့ဒါဆိုလို့ရှိရင်မင်းလည်း communist ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်socialist လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်မေးခွန်းနဲ့မေးကြည့်ရပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ဥပမာဆိုရင်ကွာကမ္ဘာပေါ်မှာဗျာ1% လောက်ပေါ့နော်ကမ္ဘာအချမ်းသာဆုံး 1% လောက်ကကမ္ဘာရဲ့ကျွယ်ဝမှု99%လောက်ပိုင်ဆိုင်တယ်ဗျာအားဆိုလို့ရှိရင်အဲ့ဒီလူတွေကဒါငါတို့နည်းနည်းပါခွဲဝေပြီးမှဆိုလို့ရှိရင်ငါတို့တွေကစီးပွားရေးပို့ပြီးအဆင်မပြေနိုင်ဘူးလားဗျာကျွန်တော်အဲ့လိုမျိုးမေးတယ်သူကပြောတယ်မဆိုးဘူးပေါ့နော်အဲ့ဒီ idea ကောင်းတယ်ပေါ့သူကခွဲဝေပေးတင်တယ်ပေါ့အဲ့ပြီးလို့ရှိရင် education ပညာရေးဗျာစီလို့ရှိရင်ကျန်းမာရေးအဲ့ဒါမျိုးတွေအတွက်ပေါ့ပညာရေးကိုပါလုံးဝ free ကောင်းကောင်းလုပ်ပေးတင်လားကျန်းမာရေးတွေကောင်းကောင်းလုပ်ပေးတင်လားသူပြောတယ်လုပ်ပေးတင်တယ်ဗျာအစိုးရကတာဝန်ယူပြီးလုပ်ပေးတင်တယ်အဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးက communist ပဲပေါ့နော်အဲ့ဘာဖြစ်လို့လဲဆိုတော့ဒါကကျွန်တော်တို့လူတွေကတော့မသိတာဗျာကျွန်တော်တို့က communism ပေါ့နော်အဲ့ဒီideas ကိုကျွန်တော်တို့ကသဘောကျတယ်ဗျာအများအားဖြင့်အရှိတိုင်းလူတွေကျွန်တော်တို့အဲ့ဒါကသဘောကျကြတယ်ဒီ communism ကလည်းကျွန်တော်ပြောပြတော့ဒီ ideas တွေကလည်း dangerous ဖြစ်တဲ့အထဲမှာပါတယ်ဗျာဥပမာဆိုရင်ကျွန်တော်တို့တကယ်တော့ communist ရဲ့ parking ကြီးကတော့ Karl Marx ပေါ့ဗျာဒီပဲကြီးပေါ့နော်အဲ့တော့ Karl Marx နဲ့ Friedrich Engels ကကျွန်တော်တို့က communist manifesto ဆိုသူရေးသားခဲ့တယ်ဗျာရေးသားခဲ့ပြီးတော့သူကဘယ်သူတွေ influence ဖြစ်လဲဆိုရင်ဥပမာကမ္ဘောဒီးယားဖဲဖော့တို့လိုမျိုးသူက million ပေါင်းတန်းပေါင်းများစွာသူကတတ်ခဲ့တာဗျာကမ္ဘောဒီးယားလူမျိုးတွေပြီးလို့ရှိရင်မောင်ဇင်ဆိုတာကျွန်တော်တို့ဒီမောင်စီတုံတို့ China မှာဆို billion ပေါင်းများစွာတည်ခဲ့တယ်ပြီးကျွန်တော်တို့ Soviet Union ကိုကျွန်တော်တို့ကြည့်လို့ရတယ်ဗျာအဲ့တော့ communist idea တွေကကျတော့ကျွန်တော်တို့အနောက်တိုင်းမှာတို့ဘယ်လိုပြောကြလဲဆိုတော့လုံးဝကို realistic မဖြစ်တဲ့ idea လို့ပြောကြတယ်ဥပမာဆို wealth ကို sharing လုပ်တာပေါ့ဗျာပြီးလို့ရှိရင် class different မထားတာတို့ပါတော့အရန်ကိုကျွန်တော်တို့ဒီအရန်ကိုဗျာ dangerous ဖြစ်တဲ့ idea ဒါပေမဲ့လူငယ်တွေကအရန်သဘောကျကြတယ်နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာဒါပေမဲ့ fair fall တို့ပါတော့တေချာစဉ်းစားမယ်ဆိုသူတို့တွေကဘွဲရပညာတတ်တယ်ပဲဗျာအဲ့တော့ကျွန်တော်ဒါကဘယ်လိုပြောမလဲပညာမတက်လို့စဉ်းစားမစင်ကျင်ခဲ့လို့မဟုတ်ဗျာအဲ့ community idea ရဲ့လွှမ်းမိုးမှုနဲ့ဒုက္ခရောက်မှုကကျွန်တော်တို့နိုင်ငံတော်တော်များများကြည့်ရှင်သိတာတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာ communist idea ကိုသုံးပြီးတော့အလုပ်ဖြစ်နေရဆိုလို့ကျွန်တော်တို့ China ရှိမယ်ဗျာဒါကတော့ကျွန်တော်တို့ဒီ communist idea နဲ့လုံးဝကိုကျွယ်ဝချမ်းသာတဲ့နိုင်ငံပေါ့ဗျာဒါပေမဲ့ကျွန်တော်ဒီမှာပြောချင်တာကကြတော့ဗျာ communist ဆိုတာမကောင်းတာမဟုတ်ဘူးဗျာ socialist ဆိုတာမကောင်းတာမဟုတ်ဘူးဗျာဒါပေမဲ့ communist ကြောင့်အသက်ပေးလိုက်ရတာတွေလည်းအများကြီးရှိသလိုပေါ့ဗျာကျွန်တော် communist